ဒီမှာညို့ကိုနော်အိမ်မှာနေနဲ့တစ်ဖက်တစ်လမ်းကနေဝင်ငွေရချင်တယ်တဲ့ဘယ်လိုလုပ်ရမလဲဖြေပေးပါရတယ်မိကွန်းလေးမေးထားတယ်ပေါ့နော်အဲ့တော့အမေးများတဲ့မိကွန်းလေးဖြစ်လို့ညို့ကဗီဒီယိုလေးနဲ့ဖြေပေးလိုက်တယ်နော်အဲ့တော့ပထမဆုံးဒီမိကွန်းကိုဖြေဖို့ဆိုရင်ညို့ကမိကွန်းလေး3ခုထပ်ပြီးတော့မေးချင်တယ်ပထမမိကွန်းအနေနဲ့ကို့မှာကျွမ်းကျင်တဲ့အရာဘာရှိလဲဘာသာစကားတစ်ခုခုကျွမ်းလားထိုင်းတို့ဂျပန်တို့ကိုရီးယားတို့ကျွမ်းကျင်တာရှိလားဒါမှမဟုတ်လို့ရှိရင်လည်းကိုကအချက်အပြုတ်တို့မုံလောက်တာတို့ကျွမ်းလားဒါမှမဟုတ်ရင်ဆက်ချုပ်တာတို့ချီတို့ပန်းတို့ကျွမ်းလားကိုကျွမ်းကျင်တဲ့အရာတစ်ခုခုကိုနော်လူတွေကိုချပြပြီးတော့လေအဲ့ကျွမ်းကျင်မှုရောင်းလို့ရတယ်မျိုးတိတဲ့တယောက်ဆိုရင်တော့ကတ်ဗီဒီယို editing အရန်ကျွမ်းတယ်တနေ့တစ်ပုံနဲ့ဒီကတ်နဲ့ဗီဒီယို editing တွေကိုသင်ပေးတဲ့အခါမှာအခု TikTok ကအရန်ကောင်းတာက follower တွေအများကြီးရှိနေကြမလို့အခုမှ0 follower နဲ့စတဲ့သူကလည်းအချိန်တိုအတွင်းမှာနေ့တိုင်းကတ်နဲ့ video editing လုပ်တဲ့နည်းတွေကိုတနေ့တစ်ပုံနဲ့မျှဝေတာအချိန်တစ်လအတွင်းမှာ follower သိန်းချီရသွားပြီအဲ့တော့ဒါကြီးကကိုယ့်အတွက်အခွင့်အရေးကြီးပေါ့နော်အခုဆိုလို့ရှိရင်သူတင်တန်းလေးတွေစပြီးတော့မှရောင်းနေပြီပေးနေပြီပေါ့နော်ဥပမာရောဒီလိုမျိုးတစ်ခုခုကျွမ်းကျင်တဲ့အရာရှိလားလူသိအောင် video content တွေစရိုက်ပြီးတော့အရင်ဆုံးမျှဝေပေးပေါ့နော်အဲ့ဒါအနေစလို့ရတယ်နောက်ဒုတိယမေးခွန်းကတော့ကို့မှာကျွမ်းကျင်တာမရှိဘူးဆိုတော့လုပ်ချင်တဲ့အရာရှိလားဥပမာအနေနဲ့ coach ဖြစ်ချင်တယ်တို့ content တွေဖန်တီးပြီးတော့ monetization နဲ့ငွေရှာချင်တယ်တို့ဒါမှမဟုတ်ရင် video editor လုပ်ချင်တယ်တို့အဲ့လိုမျိုးဖြစ်ချင်တဲ့အရာသိရင်လေကိုဖြစ်ချင်တဲ့ skill တွေ knowledge တွေကိုထပ်ဖြည့်လို့ရတယ်မျိုးဆိုလို့ရှိရင်လည်း coach and trainer ဖြစ်ချင်တယ်ဆိုတာကိုသိခဲ့တဲ့အတွက်ကြောင့်မလို့နော် business life coach တို့ business coaching တို့ဒါတွေကိုတက်ပြီးတော့လေ့လာသင်ယူခဲ့တယ်နော် client ကနေအများကြီးကို coaching တွေပေးပြီးတော့ experience တွေယူပြီးတော့မှ certificate ဖြစ်အောင်လုပ်ခဲ့တယ်အဲ့ဒီကနေမှတစ်စိမျိုးကျွမ်းကျင်လာတဲ့အခါမှာ coaching service တွေရောင်းနိုင်တယ်တို့သင်တန်းတွေပြန်ဖွင့်နိုင်တယ်တို့ဆိုတာတွေကဖြစ်လာတာပေါ့နော်ဒီလိုဖြစ်ဖို့ဆိုလို့ရှိရင်တော့ညတို့မှာအချိန်တစ်ခုပေးရလိမ့်မယ်ဝေချေရင်းကြီးတစ်ခုရှိရလိမ့်မယ်သင်တန်းတွေတက်ရမယ်လीနော်အဲ့လိုမျိုးဖြစ်ချင်တဲ့အရာရှိလားမေးကြည့်ပါနောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကျွမ်းကျင်တာလည်းမရှိဘူးလှုပ်ချင်တာလည်းမရှိဘူးဆိုတော့အလွယ်ဆုံးကတော့ပစ္စည်းတစ်ခုခုကိုရောင်းတာပေါ့နော်ဆိုတော့အခုပြောသွားတဲ့အချက်၃ချက်ထဲမှာဘာပဲလှုပ်ချင်ဘလို့နဲ့ပဲဝင်ငွေရှာခြင်းဝယ်သူရှိဖို့အရေးကြီးပါတယ်ဝယ်သူသိဖို့အရေးကြီးပါတယ်ဒါကြောင့်မလို့ဘာလို့ရမလဲလို့မေးရင် page တွေ TikTok တွေဖွင့်ပါပြီးတော့ကိုယ့်ကိုလူသိအောင်နေ့တိုင်း content လေးတွေတင်ပါအဲ့တော့ content တွေတင်ပြီဆိုလို့ရှိရင်တော့အခြေခံ video editing skill တို့ပုံပြင်နည်း skill တို့စာရီရေးတက်တဲ့ skill တို့ဒါတွေလိုတာပေါ့နော်ဆိုတော့ဒါတွေကိုကိုကလေ့လာသင်ယူခြင်းနဲ့ဆိုလို့ရှိရင် YouTube တို့ TikTok တို့မှာအခမဲ့မျှဝေတဲ့သူတွေအများကြီးပဲရှိတယ်အဲ့မှာသွားလေ့လာပြီးတော့နေ့တိုင်း post တင်ဖို့လိုတယ်ဒါပေမဲ့ကိုကစနစ်တကျသင်တန်းလေးတက်ပြီးတော့မှလောက်တက်သွားခြင်းနဲ့ဆိုလို့ရှိရင်တော့ညို့စီမှာ MOB ဆိုတဲ့2လသင်တန်းရှိတယ်သူကရိုးရိုးသင်တန်းမဟုတ်ဘူးမန်တာပေးတဲ့သင်တန်းပေါ့နော်အချိန်2လအတွင်းမှာအခြေခံအနေစပြီးတော့ business တခုလုပ်လို့ရတဲ့အထိ knowledge ကော skill ရောနှစ်ခုလုံးကိုညိုကအတက်သင်ပေးတဲ့သင်တန်းပေါ့နော်ဆိုတော့အဲ့သင်တန်းတက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးအောင်မှာ MOB လို့ရိုက်ခဲ့လို့ရတယ်အဲ့တော့နောက်ထပ်သိချင်တဲ့မိကွန်းလေးရှိရင်လည်းမေးခဲ့လို့ရတယ်နော်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင်လည်း share သွားပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်